ချင်းနေနားထောင်တဲ့လူရှိကျင်တဲ့လူရှိမယ်ရက်ဆိုတဲ့ PT ကိုတိတ်တက်တယ်တီးကျင်တဲ့လူတီးမယ်ဒီ rap ကလူကိုတိုက်တာမဟုတ်မူကိုတိုက်တာအဲ့တော့တီးကျင်တဲ့လူထိရဲ့အခုကစပြီး street တွေ hit on နေတဲ့ကောင်တွေ hip hop လောကထဲမှာရှိမနေတင်တော်လူငါလက်ပိုက်ကကြည့်မနေပြစ်တော်ဘီတွေဒီရှော့ရှော့လူကပြီးနေ TikTok ထဲကဗီဒီယိုတွေ Facebook ပေါ်တင်တော့ social media တစ်ခုလုံးလီးတွေဖြစ်ရောအဲ့ဒါ hip hop မင်းမကြိုက်တဲ့ hip hop အေးငါကြိုက်တဲ့ clip ပေါ်တွေကကျွေးတာ mic အပင်လည်းမြင့်ဟဲ့ရောက်အဲ့ဒါကြောင့်လေလာမတိုင်တဲ့စီဆိုပြဘေးကကြိုက်ဆွဲလိုက်မှာအပြတ်သွားရင်ကန်ဆာကွင်းကတိုက်ွယ်အသေးငါလိုက်ကျွဲလို့ new feed ခုလုံးမီးဆွဲသွားရင်မီးတွေပဲတက်နေစောက်ပေါ်တွေဒီ hip hop ကောင်းတဲ့အောင်မှာရှိနေတဲ့အတွက်လေအဲ့ပါရှစ်ကြောင်းနဲ့ကာမကိစ္စ rest so we feel တွေအမြဲတက်နေတဲ့ရှင်းလေးတင်တော့ကိုတို့အမတို့ရှင်းပေးပါတယ်ဟုတ်လားချီးပေးတယ်အကွက်တီနဲ့မင်းတို့ပဲသရှင်းနေထက်လို့ငါကြောင်အမြဲအတင်းနေပတ်တော့တဲ့ကောင်တွေအကုန်မြင်းနေဖြတ်အောင် treat motherfucker ပရိသတ်ဒီအစိတ်ခတ်တဲ့အခုက favorite ဒီပင်းချက်အ report တွေခေါင်းများကိုတစိတ်ကက်လေ brain rap PT အတန်ကြရော hater ဒီလိမ့်တမလမ်းမှာနေဘောင်းရှုတာရေရှိုးလို့ပါ brain rap ဒီမင်းတို့ကရွှေကိုမလို့လားအေးလို့ဟိုကမလုံးနဲ့စိတ်မလိုက်အောင်new rap ကငါနာတဲ့စောက်ရန်ထားတဲ့အရှောင်းခံပြန်တဲ့တွင်းနဲ့ rap ကြောင့် microphone တော့သိခါစောက်ရန်ကြတယ်မင်းဟာမင်းနာမည်ကြီးကြီးအားလုံး rapper တွေအတွက်တော့မင်းအောက်တန်းစားပဲဘလောက်မှန်ထားလဲလူငယ်တွေအတွက် knowledge ပေးတဲ့ rap ဘယ်နှပုတ်ရေးသားဘူးလဲ bike ကို fat တဲ့တီးသွားမှုနဲ့တုတ်ထွက်တဲ့စာသားတွေလေးပါအခုကျွဲတဲ့ပေါ်ပင် rap ကိုစောက်ပေါ်မှများကပြေးလွှာလူရှယ်အဟုတ်ကြီးပထင်နဲ့သူ့ရန်နဲ့သူ့စဟုံးနေရောဒုတ်ကြောင့်မမများနဲ့ရုပ်ကြိုင်းနဲ့ຫນွယ်တဲ့ခေးများတစုနဲ့ yeah